ဒီနေ့မှာတော့မကြာသေးမီကဖြစ်ပွားခဲ့တဲ့မြန်မာနိုင်ငံကငလင်ဘေးနှစ်ပြည်သူများအတွက်ဝန်တန်း90ခန့်မှန်းခြေအမေရိကန်ဒေါ်လာ42,000လူတန်းခဲ့တဲ့ကိုရီးယားမင်းသမီးချောကင်ကိုယွန်းရဲ့2024မှာထွက်ရှိခဲ့တဲ့ Ishuma ဆိုတဲ့ horror ရုပ်ရှင်ကားလေးကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဇလံအကျဉ်းလေးကတော့မတန်ရှင်းတဲ့တင်ကြိုင်းမြေကိုတွားထိမိတဲ့အတွက်ကြောင့်အသက်ဘေးအန္တရာယ်ကြုံတွေ့ခဲ့ရတဲ့ဘုံရွှေပညာရှင်ဆရာခင်နဲ့နတ်ဆရာမဖြစ်သူဆရာမဤတို့အကြောင်းကိုစိတ်လှုပ်ရှားဖွယ်ရာတင်ဆက်ထားပါတယ်။အားလုံးပဲမင်္ဂလာပါ။ The Watcher Guide Channel မှာကြိုဆိုလိုက်ပါတယ်။အမေရိကမှာနေတဲ့ကိုရီးယားတထေးမိသားစုတစုမှာမွေးဖွားလာတဲ့ကလေးဟာမွေးကလေးအငုံမတိတ်တာကြောင့်ဆေးပညာနည်းမျိုးစုံသုံးပြီးကုသခဲ့ပါတယ်။ဒါပေမဲ့ကလေးရဲ့အခြေအနေဟာမတိုးတက်လာတာကြောင့်ကိုရီးယားမှာနတ်ဆရာမောင်နှမဖြစ်တဲ့ဆရာမအီနဲ့ဘုံကြီးကိုခေါ်လာပြီးတော့ကလေးအခုလိုဖြစ်နေရတဲ့အကြောင်းရင်းကိုအဖြေရှာခဲ့ပါတယ်။အဲဒါကြောင့်ကလေးအငုံမတိတ်တဲ့အကြောင်းရင်းကိုအဖြေရှာဖို့အတွက်မိသားစုတမိုင်းကြောင်းကိုသိဖို့လိုတာမလို့ဆရာမအီနဲ့ဘုံကြီးကတထေးနဲ့တွေ့ဆုံခဲ့ပါတယ်။တထေးဟာသူ့အကိုစိတ်ဆဆေးရုံမှာတက်တည်ပြီးနောက်ပိုင်းသူဟာမျက်လုံးမိတ်လိုက်တိုင်းအော်ဒန်နေကြားနေရကြောင်းနဲ့ငွေကင်းစားသူ့ရဲ့ကလေးအပေါ်မှာလည်းတက်ရောက်မှုရှိလာကြောင်းပြောပြခဲ့ပါတယ်။ဆရာမအီကတေဆုံးသွားတဲ့တထေးရဲ့အဖိုးဝိညာဉ်ဟာမတန်ရှင်းတဲ့ပတ်ဝန်းကျင်မှာမြင်မြုပ်ခံရပြီးတော့တက်တောင့်တက်တာမရှိတဲ့အတွက်သူ့ရဲ့သွေးသားတွေကိုနှောက်ယှက်နေတာဖြစ်ကြောင်းအခိုင်အမာပြောဆိုခဲ့ပါတယ်။တထေးဟာဖြည့်ရှင်းမှုနီလန်းကိုမေးတဲ့အခါမှာတော့ဆရာမအီကဖုံးရွှေပညာရှင်ကိုခေါ်ပြီးတော့အဖိုးဖြစ်သူရဲ့အလားကိုနေရာရွှေ့ဖို့ပြောဆိုခဲ့ပါတယ်။ဖုံးရွှေပညာရှင်ဆရာခင်ဟာတေဆုံးသွားသူတွေကိုမြုံနှံပေးဖို့မြေနေရာအတန်းကိုရှာဖွေပေးတဲ့လုံတက်နှစ်40အတွေ့အကြုံရှိတဲ့ပညာရှင်တစ်ယောက်ဖြစ်ပါတယ်။ဒီလိုနဲ့ဆရာခင်နဲ့သူ့ဘာရာစာဆရာကိုတို့စကားပြောနေတော့မှဆရာမအီနဲ့ဘုံကြီးရောက်လာပြီးတော့အမေရိကမှာနေတဲ့တထေးမိသားစုဟာတေဆုံးသွားတဲ့အဖိုးဖြစ်သူရဲ့ဝိညာဉ်မအေးချမ်းမှုကြောင့်နောက်ဆက်ခံနေရကြောင်းပြောပြခဲ့ပါတယ်။တထေးဟာနှစ်တရာတက်တန်းရှိနေပြီဖြစ်တဲ့သူ့ရဲ့အဖိုးအုပ်ကူကိုရီးယားမှာနတ်ဆရာမနဲ့ဘုံရွှေပညာရှင်ရဲ့အကူအညီကိုယူပြီးတော့ပြန်လည်ရွှေ့ပြောင်းမဲ့အကြောင်းသူ့အမေကိုပြောပြခဲ့ပါတယ်။ဒါပေမဲ့သူ့အမေကအယုံကြည်မရှိကြောင်းနဲ့အလောင်းရွှေ့ဖို့ကိုရီးယားမှာရှိတဲ့အတော်ဖြစ်သူရဲ့ခွင့်ပြုချက်ကိုယူဖို့ပြောဆိုခဲ့ပါတယ်။တထေးရဲ့အဖေဖြစ်သူသာမကငွေကင်းစကလေးရဲ့အခြေအနေဟာတစ်နေ့ထက်တစ်နေ့ဆိုးရွားလာတာကြောင့်ဆရာမအီရဲ့အကြံဉာဏ်ကိုသဘောတူဖို့တထေးကဆုံးဖြတ်ခဲ့ပါတယ်။ဒါကြောင့်မို့လို့တထေးဟာကိုရီးယားကိုသွားပြီးတော့ဆရာမအီတို့မောင်နှမ2ယောက်နဲ့အတူဆရာခင်ကိုတွေ့ဆုံပြီးတော့အဖိုးဖြစ်သူရဲ့အလောင်းကိုတူးဖော်ပြီးရနဲ့အခေါင်းမဖွင့်ပဲချက်ချင်းမိသကြိုကိုတောင်းဆိုခဲ့ပါတယ်။တင်းချိုင်းမြေနေရာကိုရောက်လာတဲ့အခါမှာတော့ဆရာခင်ဟာအုတ်ကူရဲ့မြေနေထားကိုလေးလာဆန်းစစ်ခဲ့ပြီးဘဝင်မကျခဲ့ပါဘူး။ဆရာခင်ကအုတ်ကူနာမည်မတွေ့တဲ့အပြင်တင်းချိုင်းကလည်းရိုးရှင်းလွန်းနေရကြောင်းတထေးကိုတင်းချိုင်းနေရာရှာပေးတဲ့သူအကြောင်းနဲ့ချမ်းသာတဲ့မိသားစုအနေနဲ့ဒီလိုတင်းချိုင်းနေရာမှာရိုးရှင်းစွာတိတ်ဆိတ်လာမြုပ်ထားတဲ့အကြောင်းရင်းကိုမေးမြန်းခဲ့ပါတယ်။နောက်ဆုံးမှာတော့ဆရာခင်ကတင်းချိုင်းမြေမှာနေခွေးတွေရှိနေတာကယုတ်တိမရှိကြောင်းမြေနေရာကလည်းလုံတက်နဲ့40အတွင်းတွေးခဲ့သမျှတင်းချိုင်းမြေထဲမှာမတန့်ဆုံးမြေနေရာဖြစ်တာကြောင့်လူတစ်ယောက်လဲလျောင်းဖို့မသင့်တော်ကြောင်းတင်းချိုင်းကိုမာထိမိရင်ပါဝင်ပတ်သက်သမျှလူအားလုံးတေဆုံးနိုင်ကြောင်းပြောဆိုခဲ့ပြီးတော့အလုံးလက်ခံရန်ညှင်းပယ်ခဲ့ပါတယ်။ဒါပေမဲ့တထေးဟာခက်ခက်ခဲခဲရခဲ့တဲ့သူ့သားရဲ့အသက်ကိုကယ်တင်ပေးဖို့တောင်းဆိုတဲ့အခါမှာတော့ဆရာခင်ဟာဆရာမအီနဲ့အတူရစ်ပူဇော်ပြီးအပနင်နာနဲ့အုတ်ကူပြောင်းတာကိုကြပြိုင်နဲ့လုပ်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ဒီလိုနဲ့ဝက်9កောင်ကိုပူဇော်ပြီးတော့ဝက်နှစ်ဖွာအလုတ်သမား9ယောက်ကိုမြေတူးခိုင်းဖို့စီစဉ်ခဲ့ပါတယ်။မြေကြီးထဲကထွက်လာတဲ့မကောင်းတဲ့အစွမ်းတွေကိုဝက်တွေစီကိုပို့ပြီးတော့ဆရာမအီကအပနင်မှာဖြစ်ပါတယ်။ထို့ပွဲကိုတထေးရဲ့အတော်ဖြစ်သူလဲလာရောက်ကြည့်ရှုနေခဲ့ပါတယ်။
အခေါင်းကိုတူးဖော်ပြီးနောက်ချက်ချင်းမိတကြိုဖို့ဆရာခင်တို့အဖွဲ့ဟာထွက်လာခဲ့ပါတယ်။တင်းញိုင်းမှာကြံခဲ့တဲ့မြေတူးသမားတွေဟာအခေါင်းမြုပ်ထားတဲ့မြေနေရာမှာအဖိုးတန်ပစ္စည်းတွေကြံခဲ့မလားဆိုတဲ့မျှော်လင့်ချက်နဲ့ဆက်ပြီးရှာဖွေနေခဲ့ပါတယ်။အဲ့ဒီအချိန်မှာလူကောင်းနဲ့မွေတကောင်ထွက်လာတာကိုမြေတူးသမားတယောက်ကတွေ့သွားပြီးကြောက်လန့်တကြားတက်ပစ်လိုက်ပါတယ်။မွေအသက်ခံလာရတဲ့အချိန်မှာအော်ဒန်အကျယ်ကြီးတစ်ခုကိုဆ iam မအီမှာကြားခဲ့ရပါတယ်။ထို့စဉ်ကောင်းကင်ကြီးတစ်ခုလုံးညိုမိုင်းလာပြီးတော့ရုတ်တရက်မိုးရွာလာခဲ့ပါတယ်။မိုးရွာတဲ့နေ့မှာမိသက်ကြိုရင်တိတ်ဆုံးသွားသူဟာကောင်းရမွန်ရမရောက်ဘူးဆိုတဲ့အယူရှိကြောင်းဆရာခင်ကတထေးကိုပြောပြခဲ့တာကြောင့်အခေါင်းကိုဆေးရုံမှာတညထားပြီးတော့နောက်ရက်မှမိသက်ကြိုဖို့ဖြစ်လာခဲ့ပါတယ်။အခေါင်းကိုဆေးရုံမှာထားပြီးတဲ့နောက်ဆရာခင်ဟာအခေါင်းတူးဖော်တဲ့တင်းញိုင်းနာကဘုံကြီးကျောင်းတစ်ကျောင်းကိုထွက်သွားခဲ့ပြီးတော့တင်းញိုင်းမြေနေရာရှာပေးသူအကြောင်းနဲ့နာမည်မရှိတဲ့အုပ်ကူအကြောင်းကိုတွားဆုံဆိုင်ခဲ့ပါတယ်။အဲ့ဒီအခါမှာဘုံကြီးကထိုအုပ်ကူဟာအချမ်းသာဆုံးတထေးရဲ့တော်ဝင်အုပ်ကူဖြစ်ပြီးတော့ယေဒနာတွေမြုပ်နှံထားကြောင်းကောလာဟာလာထွက်ရှိခဲ့တာကြောင့်တင်းញိုင်းဖောက်သူတွေတောင်လာခဲ့ဘူးကြောင်းဆရာခင်ကိုပြောပြခဲ့ပါတယ်။ဒါပေမဲ့ထိုအုပ်ကူဟာလုံခြုံရေးတင်းကျပ်တာကြောင့်တင်းញိုင်းဖောက်သူတွေကမအောင်မြင်ခဲ့ကြောင်းပြောပြပြီးတော့တင်းញိုင်းဖောက်သူတွေကြံခဲ့တဲ့ပစ္စည်းတွေကိုထုတ်ပြခဲ့ပါတယ်။တစ်ချိန်တည်းမှာပဲအခေါင်းထားတဲ့ဆေးရုံမှာဆေးရုံကျောင်းကလူတွေမရှိတော့အခေါင်းဖွင့်လိုက်တာကိုဆ iam မအီနဲ့ဘုံကြီးကတွေ့သွားပါတယ်။အခေါင်းဖွင့်သွားတာနဲ့တပြိုင်နက်တစုံတစ်ခုကတကားဝမှာရက်နေတဲ့ဆ iam မအီကိုဝင်တိုက်သွားပြီးတော့ဆ iam မအီရဲ့လဲကျသွားခဲ့ပါတယ်။နှစ်တရာလောက်မတန့်တဲ့မြေနေရာမှာမြုပ်ခံထားခဲ့ရတဲ့အတွက်အမုန်းတရားတွေနဲ့ပြည်နေတဲ့ဝိညာဉ်ဟာအခေါင်းထဲမှာလွတ်မြောက်သွားတာနဲ့သူ့ရဲ့သွေးသားတွေကိုတွားရှာခဲ့ပါတယ်။ပထမဦးစွာအမေရိကမှာနေတဲ့တထေးဖြစ်သူရဲ့အဖေစီရောက်လာပြီးတကားဖွင့်ပေးဖို့တောင်းဆိုခဲ့ပါတယ်။စာလောင်နေတဲ့ထိုဝိညာဉ်ဟာအိမ်ထဲရောက်လာတာနဲ့စားစရာတွေကိုအနမ်းမရစားတော့ပြီးတော့တထေးရဲ့အဖေနဲ့အမေကိုတတ်လိုက်ပါတော့တယ်။ဆ iam မအီတို့အဖွဲ့ဟာထွက်သွားတဲ့ဝိညာဉ်ကိုပြန်ခေါ်ဖို့အတွက်စီစဉ်ခဲ့ပြီးတော့ဘုံကြီးရဲ့ကိုယ်ခန္ဓာထဲကိုဝင်ပူးစေရန်အစီအရင်တွေလုပ်ခဲ့ပါတယ်။အင်အားကြီးတဲ့ဝိညာဉ်ဟာဘုံကြီးစီဝင်ပူးခဲ့ပြီးတော့သူ့ရဲ့သွေးသားတွေကိုခေါ်သွားမဲ့အကြောင်းပြောပြီးရနဲ့ပြန်လွတ်သွားခဲ့ပါတယ်။ဆရာခင်ဟာအခြေအနေကိုရှင်းပြဖို့အတွက်တထေးစီဆက်သွယ်လို့မရတာကြောင့်တထေးနေတဲ့ဟိုတယ်ကိုလိုက်လာခဲ့ပါတယ်။အဲ့ဒီအချိန်မှာတထေးစီကိုဆရာခင်ရဲ့အတန်နဲ့ဖုန်းကောတစ်ခုဝင်လာပြီးတော့အဖိုးဖြစ်သူရဲ့အခေါင်းပွင့်သွားတဲ့အကြောင်းပြောပြနေခဲ့ပါတယ်။တပြိုင်နက်တည်းမှာပဲတထေးအခန်းရဲ့တကားကိုခောက်နေတဲ့ဆရာခင်ရဲ့အတန်ကိုကြားလိုက်ရတာကြောင့်တထေးဟာခြောက်ခြားစွာဖြင့်တကားဖွင့်ရမလားတွေးဝေနေတော့မှပဲဖုန်းထဲကဆရာခင်ဟာတကားမဖွင့်မဲနဲ့ပဒင်းပေါက်ကိုဖွင့်ဖို့တွန်းအားပေးခဲ့ပါတယ်။ပဒင်းပေါက်ကိုဖွင့်လိုက်တဲ့အချိန်မှာတော့ဝိညာဉ်ဟာတထေးရဲ့ခန္ဓာကိုယ်ထဲဝင်ပူးသွားပြီးတထေးကိုတတ်လိုက်ပါတော့တယ်။ဆ iam မအီတို့အဖွဲ့လည်းလွတ်သွားတဲ့ထိုဝိညာဉ်ဟာအမုန်းတရားကြီးစွာသူ့ရဲ့သွေးသားတွေကိုဒုက္ခပေးတော့မှဖြစ်ကြောင်းသိတဲ့အတွက်ချက်ချင်းမိသက်ကြိုကိုစီစဉ်ခဲ့ပါတယ်။မိသက်ကြိုကိုခွင့်ပြုရန်အတွက်ဆရာခင်ဟာတထေးဖြစ်သူရဲ့အတော်စီဆက်သွယ်ခဲ့ပါတယ်။လွတ်မြောက်သွားတဲ့ဝိညာဉ်ဟာအမေရိကမှာရှိတဲ့ကလေးစီကိုလိုက်လာနေတာကြောင့်အမြန်မိသက်ကြိုဖို့လိုကြောင်းပြောပြခဲ့ပါတယ်။တထေးရဲ့အတော်ဟာမိသက်ကြိုကိုခွင့်ပြုလိုက်တာကြောင့်ဝိညာဉ်ဟာကလေးကိုတတ်ဖို့ကြိုးစားနေတော့မှပဲအခေါင်းကိုမီးရှို့လိုက်နိုင်ပြီးတော့ကလေးဟာအသက်ဘေးမှလွတ်မြောက်ခဲ့ပါတယ်။ဒီနေ့မှာတော့အခေါင်းတူးဖို့တော့မှငွေကိုတက်လိုက်တဲ့မြေတူးသမားဟာကြောက်စရာအိမ်မက်တွေမှတ်ပြီးတော့မမြင်သင့်မမြင်အပ်သောအရာတွေကိုမြင်နေရတာကြောင့်ဆရာခင်အားတဝက်ပြက်နေတဲ့ထိုးမွေကိုရှာပြီးတော့စိတ်ရင်းမှန်နဲ့ဆူတောင်းပေးဖို့အကူအညီတောင်းခဲ့ပါတယ်။ဒါကြောင့်မို့လို့ဆရာခင်ဟာထိုတင်းချိုင်းနေရာကိုပြန်သွားခဲ့ပြီးတော့ငွေကိုသွားရှာရမှာရခင်တူးထားတော့ကျင်းရဲ့အောက်မှာနောက်ထပ်အခေါင်းတစ်ခုရှိနေကြောင်းသိလိုက်ရပါတယ်။ထို့နောက်ထိုတင်းချိုင်းနေရာကိုဆ iam မအီတို့လိုက်လာခဲ့ပြီးတော့တာမန်ထက်ပူကြီးပြီးစူးတွေအထက်ထက်ရစ်ဘက်ကဒေါင်းလိုက်မြုပ်ထားတဲ့ထိုအခေါင်းကိုထူးဆန်းစွာတွေ့လိုက်ရပါတယ်။ဒီတစ်ခါမှာတော့ဆ iam မအီကထိုအခေါင်းကိုမထီဖို့ပြောခဲ့ပါတယ်။ဒါပေမဲ့ဆရာခင်ဟာ
အခေါင်းကိုမတန်ရှင်းတဲ့မြေနေရာမှာမထားခဲ့ချင်တာကြောင့်အခေါင်းရွှေ့ဖို့ဆုံးဖြတ်ခဲ့ပါတယ်။ဒါကြောင့်မို့လို့အခေါင်းကိုတောင်ပေါ်မှရွှေ့ပြီးတော့တင်းချိုင်းသားကဘုန်းကြီးကျောင်းမှာတညထားဖို့ဘုန်းကြီးစီအကူအညီတောင်းခဲ့ပါတယ်။ဆရာမအီကဒီအခေါင်းဟာကောင်းတဲ့အရာမဟုတ်မှန်းသိတာကြောင့်ပရိစ္ဆန်နဲ့မြင်းသွေးကိုအခေါင်းပတ်လည်မှာချကစီးထားခဲ့ပါတယ်။ဆရာခင်ဟာနောက်ထပ်တွေ့တဲ့အခေါင်းအကြောင်းတထေးရဲ့အတော်ကိုပြောပြတဲ့အခါမှာတော့ထိုတင်းချိုင်းမြေနေရာရှာပေးသူမှာဂျပန်ဘုန်းကြီးတစ်ပါးဖြစ်နေကြောင်းသိလိုက်ရပါတယ်။တထေးရဲ့အဖိုးဖြစ်သူဟာနာမည်ကြီးတဲ့မျိုးစားမင်းဖြစ်ပြီးတော့တိုင်းပြည်ကိုရောင်းစားခဲ့သူမို့ဘုန်းကြီးကအပြစ်ပေးတဲ့အနေနဲ့မကောင်းတဲ့တင်းချိုင်းမြေနေရာမှာမြုပ်ထားခဲ့ခြင်းဖြစ်နိုင်ကြောင်းဆရာခင်ကယူဆခဲ့ပါတယ်။ဆရာခင်တို့အဖွဲ့ဟာတာမန်မဟုတ်တဲ့ဒီအခေါင်းနဲ့ပတ်သက်ပြီးစိတ်မအေးတာကြောင့်အာယုံတက်တာနဲ့ချက်ချင်းမိတကြိုကိုဆုံးဖြတ်ခဲ့ပါတယ်။ဆရာမအီဟာဂျပန်ဘုန်းကြီးဆိုသူအကြောင်းသူမရဲ့အတိနက်ဆရာမကြီးဆက်သွယ်စုံစမ်းကြည့်တဲ့အခါမှာတော့ဂျပန်မြေခွေးနက်ဆရာတယောက်ဖြစ်နေမှသိလိုက်ရပါတယ်။ဆရာမအီလည်းဒီအခေါင်းကိစ္စကိုစိုးရိမ်ပူပန်နေပြီးတော့ဆုံးပါသွားပြီဖြစ်တဲ့အဖွားဖြစ်သူကိုသူမစိတ်မအေးတဲ့အကြောင်းပြောပြနေခဲ့ပါတယ်။အဖွားဖြစ်သူဟာအသက်ရှင်စဉ်ကာလတုန်းကနတ်ဆရာမတူဖြစ်ခဲ့ပြီးတော့တိတ်ဆုံးသွားပြီးနောက်ဝိညာဉ်ထက်တဆင့်မြင့်သောနေရာသို့ရောက်ရှိကခေါင်းဆွဲနှက်အဖြစ်ဆရာမအီကိုစောင့်ရှောက်နေသူဖြစ်ပါတယ်။ထိုညမှာပဲဘုံကြီးအားအခေါင်းထားတဲ့ဘုံကြီးကျောင်းမှာဘုံကြီးဟာတယောက်ယောက်ကသူ့အသေးကိုယူသွားကြောင်းအိမ်မက်ပေးခဲ့ပါတယ်။ဘုံကြီးရဲ့လက်နိုးသွားပြီးတော့ဘုံကြီးရှိရာစီတွားဆက်စေးတဲ့အခါမှာဘုံကြီးရာမရှိတော့ပါဘူး။အဲအားကြောင့်ဘုံကြီးဟာအခေါင်းထားရှိရာအခန်းကိုဖွင့်ကြည့်ရန်ပြင်နေတော့မှပဲအနီးမှာရှိတဲ့ဝက်ချံတစ်ခုမှာအတန်များကြားရသောကြောင့်သွားကြည့်တဲ့အခါမှာတာမန်လူထက်များစွာကြီးရောမကောင်းဆိုးဝါးတစ်ကောင်မှလူတစ်ယောက်ရဲ့အသေးကိုထုတ်ယူစားတောက်နေတာတွေ့ခဲ့ရပါတယ်။ဘုံကြီးလည်းဆရာမအီစီပြေးလာပြီးတော့အခေါင်းထားရှိရာအခန်းကိုလိုက်လာဖို့ပြောတဲ့အခါမှာဆရာမအီရဲ့အဆောင်အရှောက်အဖွားဖြစ်သူမှမသွားဖို့တားလိုက်ပါတယ်။ဒါပေမဲ့အခေါင်းကိုကြည့်ရှုစစ်ဆေးရမှာဖြစ်တဲ့အတွက်ဆရာမအီနဲ့ဘုံကြီးဟာအခန်းတကားကိုဖွင့်ကြည့်လိုက်တဲ့အခါမှာတော့စူးကြိုးတွေပြတ်နေပြီးပွင့်နေတဲ့အလောင်းမရှိတဲ့အခေါင်းနဲ့ခေါင်းမိုးပေါက်တစ်ခုသာတွေ့လိုက်ရပါတယ်။ဆရာမအီဟာအခေါင်းထဲမှာရှိတဲ့စစ်သူကြီးခေါင်းဆောင်ကိုယူကြည့်နေတော့မှပဲဘုံကြီးတွေ့ခဲ့တဲ့စစ်သူကြီးရဲ့ဝိညာဉ်ဟာသူ့ရဲ့ခေါင်းဆောင်ကိုပြန်လာယူဖို့ရောက်လာပြီးတော့အခန်းထဲမှာရှိသူဟာလူသားဟုတ်မဟုတ်မေးမြန်းနေခဲ့ပါတယ်။ဆရာမအီလည်းအန်ရဲ့အပြုခံရမှာကိုစိုးတဲ့အတွက်ကြောင့်မလို့သူမဟာလူသားမဟုတ်ကြောင်းစစ်သူကြီးဝိညာဉ်ရဲ့လက်အောက်ငယ်သားဖြစ်ကြောင်းပြန်ပြောခဲ့ရမှာစစ်သူကြီးဝိညာဉ်မှာသူ့အတွက်ရွှေဝါငါးနဲ့တခွားမွေးသီးပြင်ဆင်ထားဖို့ပြောလိုက်ပါတယ်။ဆရာမအီမှာရွှေဝါငါးကိုပြင်ဆင်ပေးမယ့်အကြောင်းပြောဆိုနေတော့မှပဲစစ်သူကြီးဝိညာဉ်ဟာဆရာမအီလူသားဖြစ်မှန်သိသွားတာကြောင့်ဆရာမအီဟာထိုအခန်းမှထွက်ပြေးခဲ့ပါတယ်။အဲဒီအခါမှာထွက်ပြေးလာတဲ့ဆရာမအီကိုကယ်တင်ရန်အတွက်ဘုံကြီးမှထိုဝိညာဉ်အားတန်ချောင်းပြထိုးလိုက်ပါတယ်။ဒါပေမဲ့စစ်သူကြီးဝိညာဉ်ဟာဘာမှဖြစ်မသွားတဲ့အပြင်သူ့ကိုတိုက်ခိုက်ခဲ့တဲ့ဘုံကြီးရဲ့ဘိုက်ကိုဖောက်လိုက်ပါတယ်။ထို့နောက်ကြောက်စရာကောင်းတဲ့ထိုဝိညာဉ်ကြီးဟာမိုးလင်းတော့မှမလို့သူ့ရဲ့တင်းချိုင်းမြေနေရာကိုပြန်သွားတော့မယ်ဆိုတာတတိထားမိသွားတာကြောင့်ဖျားစာများရေရွတ်ကစုံမီအဖြစ်ပြောင်းလဲသွားပြီးကောင်းကင်ထက်တို့ပြန်တက်ပြောက်ွယ်သွားပါတော့တယ်။ထိုအဖြစ်ကိုမျက်မြင်တွေ့လိုက်ရတဲ့ဆရာခင်တို့ဟာတွေးပြတ်မတက်ထိတ်လန့်သွားပါတော့တယ်။ဆရာခင်တို့ဟာဘုံကြီးကိုဆေးရုံသို့ခေါ်လာခဲ့ပြီးတော့ဆရာမအီကထိုဝိညာဉ်ဟာတာမန်ဝိညာဉ်တစ်ခုမဟုတ်ပဲလူတွေတိရစ္ဆာန်တွေရဲ့ဝိညာဉ်မှာကတ်တွေနေတဲ့နှဆိုးဖြစ်ကြောင်းဘာအတွက်ကြောင့်တထေးအဖိုးရဲ့အခေါင်းဟာထိုအခေါင်းပေါ်မှာထက်ဆင်းမြုပ်ခံထားရတယ်ဆိုတာကိုစဉ်းစားလို့မရကြောင်းဆရာခင်ကိုပြောပြခဲ့ပါတယ်။ဆရာခင်ဟာထိုဝိညာဉ်ရဲ့အကြောင်းကိုသိရဖို့အတွက်ဘုန်းကြီးကျောင်းမှာတင်းချိုင်းဖောက်သူတွေခြံထားခဲ့တဲ့ပစ္စည်းတွေကိုတစ်ဖန်သွားရောက်ရှာဖွေပြီးတော့အဖြေရှာနေခဲ့ပါတယ်။တစ်ဖက်မှာလည်းဘုံကြီးဟာဆေးရုံမှာကုသမှုခံယူပြီးနောက်တတိပြန်လည်လာတဲ့အခြေအနေရှိတော့လေထူးဆန်းစွာတတိပြန်လည်မလာကြောင်းကိုဆရာဝန်မဆရာမအီကိုပြောပြခဲ့ပါတယ်။အဲဒါကြောင့်ဆရာမအီဟာဘုံကြီးကိုအန်ဒီရဲ့ပြုခဲ့တဲ့စစ်သူကြီးဝိညာဉ်ကို
ဘုံကြီးခန္ဓာကိုယ်ထဲဝင်ပူးစေခဲ့ပြီးတော့မင်းမြန်းဖို့စီစဉ်ခဲ့ပါတယ်။ဆရာခင်ဟာတင်ချိုင်းဖောက်သူတွေရဲ့ရည်ရွယ်ချက်ကိုတီးခဲရပြီးတော့နတ်ဆိုးကိုဖျက်ဖို့သဲလွန်စားရရန်အတွက်ထိုမတန်ရှင်းတဲ့တင်ချိုင်းမြေကိုပြန်သွားခဲ့ပါတယ်။တစ်ဖက်မှာလည်းဘုံကြီးရဲ့ကိုယ်ထဲဝင်ပူးနေခဲ့တဲ့ဝိညာဉ်ဟာသူ့ရဲ့သခင်ဟာလူပေါင်းရာကျော်ကိုခုတ်တက်ပြီးတော့နတ်ဖျားဖြစ်သွားပြီဖြစ်ကြောင်းနဲ့သူဟာသူ့သခင်ရဲ့ကိန်းအောင်ရာခန္ဓာကိုယ်ဖြစ်ရှိနေပေမဲ့အကြောင်းထုတ်ပြောခဲ့ပြီးတော့ထိုတင်ချိုင်းမြေပေါ်မှာပဲရှိနေကြောင်းဒီနေရာကိုပြောပြခဲ့ပါတယ်။တင်ချိုင်းကိုတူးနေခဲ့တဲ့ဆရာခင်ဟာစာမူတိုင်းစစ်သူကြီးရဲ့မျက်နှာကိုထိတ်လန့်စွာတွေ့ရှိခဲ့ပါတယ်။ဆရာခင်ကတင်ချိုင်းဖောက်သူတွေဟာတန်ကြောင်းတွေလိုက်ဖယ်ရှားနေတာဖြစ်ကြောင်းဂျပန်မြေခွေနဲ့ဆရာကသူအစီရင်လှုပ်ထားတဲ့တန်ကြောင်းကိုဖယ်ရှားခံရခြင်းမှကာကွယ်ရန်တထေးအဖိုးရဲ့အခေါင်းကိုထပ်ဆင့်မြုပ်ခဲ့တာဖြစ်ကြောင်းဆီယမအီကိုပြောပြခဲ့ပါတယ်။ထို့နောက်ဆီယမအီကထိုတန်ကြောင်းကိုစစ်သူကြီးဝိညာဉ်ကစောင့်ရှောက်ပေးနေတာဖြစ်နိုင်ကြောင်းထောက်ပြခဲ့ပါတယ်။ဒါကြောင့်မို့လို့တန်ကြောင်းကိုစောင့်ရှောက်ပေးနေတဲ့စစ်သူကြီးဝိညာဉ်ကိုဆီယမအီကများခေါ်၍အချိန်ဆွဲထားမှာဖြစ်ပြီးတစ်ချိန်တည်းမှာပဲဆရာခင်နဲ့ဆရာကိုကအဆောင်အရှောက်မရှိတဲ့တန်ချောင်းကိုရှာဖွေဆွဲနှုတ်ဖို့စီစဉ်ခဲ့ပါတယ်။ဆရာခင်တို့ဟာစစ်သူကြီးဝင်းရင်ကိုတင်ချိုင်းမြေနားမှာရှိတဲ့ထင်းရှူးပင်ကြီးတစ်ပင်စီများခေါ်ရန်အတွက်စစ်သူကြီးတောင်းဆိုမှုတဲ့ရွှေဝါငါးတွေကိုအခေါင်းဖော်ထုတ်ထားရမြေနေရာမှာထင်းရှူးပင်ကြီးတစ်ချောင်းချထားလိုက်ပါတယ်။တစ်ဖက်မှာလည်းကိစ္စတစ်ခုခုလွဲချော်သွားရင်ဘုံကြီးအတွက်အန္တရာယ်ရှိတာကြောင့်ဆရာမအီဟာသူ့အတိနတ်ဆရာမတို့ကိုစောင့်ရှောက်ခိုင်းခဲ့ပါတယ်။ဒီလိုနဲ့အာယုံတက်ချိန်အရောက်မှာစစ်သူကြီးဝင်းရင်ဟာထွက်လာခဲ့ပြီးတော့များခေါ်ဖို့အတွက်ချထားတဲ့ရွှေဝါငါးတွေကိုစားသုံးရင်းထင်းရှူးပင်ကြီးစီဥတီလာခဲ့ပါတယ်။ဆရာမအီဟာဒီခုံမိုင်းတိုက်ထားတဲ့ထင်းရှူးပင်ကြီးနောက်မှာတောင်ဆောင်နှက်အဖြစ်အယောင်ဆောင်ပြီးတော့စစ်သူကြီးဝင်းရင်ကိုအချိန်ဆွဲထားဖို့ကြိုးစားခဲ့ပါတယ်။တစ်ချိန်တည်းမှာပဲဆရာခင်နဲ့ဆရာကိုဟာတင်းချိုင်းမြေစီတွားပြီးတော့တန်ချောင်းကိုရှာဖွေနေခဲ့ပေမဲ့ဘာတန်ချောင်းမှမတွေ့ခဲ့ပါဘူး။ဆရာမအီအချိန်ဆွဲနေတော့မှပဲစစ်သူကြီးဝင်းရင်ဟာတောင်ဆောင်နဲ့အယောင်ဆောင်ထားတဲ့ဆရာမအီကိုလူသားဖြစ်မှန်သိသွားတာကြောင့်အန်နီရဲ့ပေးမယ်အလုံးမှာပဲဆရာမအီရဲ့ခေါင်းဆွဲနဲ့ဖြစ်သူနတ်ဆရာမအဖွားဟန်တားလိုက်တာကြောင့်အန်ဒီရဲ့မပေးနိုင်ခဲ့ပါဘူး။အဲ့ဒါနဲ့စစ်သူကြီးဝင်းရင်ဟာတင်းချိုင်းမြေစီပြန်လာတဲ့အခါမှာတန်ချောင်းရှာနေတဲ့ဆရာခင်ကိုတွေ့သွားပြီးတော့ဆရာခင်ရဲ့ဘိုက်ကိုဖောက်လိုက်ပါတယ်။ထိတ်လန့်စရာအဖြစ်ကိုမြင်လိုက်ရတဲ့ဆရာမအီနဲ့ဆရာကိုဟာအသေးဖောက်ထုတ်စားသုံးရန်ကြိုးစားနေတဲ့စစ်သူကြီးဝင်းရင်ကိုမြင်းဖြူရဲ့သွေးနဲ့လောင်းချလိုက်တာကြောင့်စစ်သူကြီးဝင်းရင်ဟာပူလောင်သွားပြီးတော့ဆရာခင်ကိုမတတ်နိုင်ခဲ့ပါဘူး။တကယ်တော့ဂျပန်မြေခွေးနတ်ဆရာဟာလူပေါင်းရာကျော်ခုတ်တက်ထားတဲ့လောင်မြိုက်နေတဲ့ဓာတ်ကိုတန်ချောင်းအဖြစ်နတ်ဆိုးကိုဖန်တီးခဲ့တာပါ။ထို့နောက်စစ်သူကြီးကိုခေါင်းဖြတ်တက်ပြီးထိုဓာတ်ကိုစစ်သူကြီးရဲ့ခန္ဓာကိုယ်ထဲစိုက်ကဓာတ်ရဲ့အဆောင်အရှောက်အစေခံအနေဖြင့်အစီရင်ပြုလုပ်ခဲ့တာပါ။မြေကြီးပေါ်မှာတန်ချောင်းစိုက်လိုက်တဲ့သဘောတက်ရောက်စေရန်အတွက်ဓာတ်စိုက်ထားတဲ့စစ်သူကြီးရဲ့အလောင်းကိုတောင်တိုင်းမြုပ်စေခဲ့တာပါ။ဒီသဘောတရားတွေကိုသိသွားတဲ့ဆရာခင်ဟာစစ်သူကြီးရဲ့ဝိညာဉ်ကိုမြေမီးရေတစ်တာတန်စတဲ့လောကဓာတ်၅ပါးနဲ့အစီရင်လှုပ်ထားတာဖြစ်ကြောင်းအဖြေရှာတွေ့သွားပါတယ်။တောင်မြိုက်နေတဲ့တန်ချောင်းကိုစန့်ကျင်ဘက်ဖြစ်တဲ့ရေဆိုနေတဲ့တစ်တာနဲ့ဖြက်စီးတိုင်နေဆိုတာကိုဆရာခင်ကသိသွားခဲ့ပါတယ်။ဆရာခင်ကိုကယ်ဖို့ကြိုးစားနေတဲ့ဆရာမအီနဲ့ဆရာကိုပြန်ယုံထလာတဲ့စစ်သူကြီးဝိညာဉ်ကတက်ဖို့ကြိုးစားနေတော့မှပဲဆရာခင်ဟာတစ်တာကိုတွေးတုပ်ပြီးတော့စစ်သူကြီးဝိညာဉ်ကိုခုတ်ထစ်အနိုင်ယူလိုက်ပါတယ်။စစ်သူကြီးဝိညာဉ်လဲကျသွားတာနဲ့တပြိုင်နက်ဘုံကြီးလည်းတွေးမဲတွေအံ့ပြီးတော့မကောင်းဆိုးဝါးပူကတ်ခံနေရတဲ့လက္ခဏာတွေပျောက်သွားခဲ့ပါတယ်။နောက်ဆုံးမှာတော့မတန်ရှင်းတဲ့တင်းချိုင်းမြေကိုတွားထိမိတဲ့အကျိုးဆက်ကြောင့်အသက်ဆုံးရှုံးလူနီးပါးဖြစ်ခဲ့ရတဲ့ဆရာခင်တို့ကြုံတွေ့ခဲ့ရတဲ့ဘေးဒုက္ခတွေဟာအဆုံးသတ်သွားခဲ့ပါတယ်။ခုလိုရုပ်ရှင်ကားကောင်းလေးကိုစိတ်ဝင်စားရဲဆိုလို့ရှိရင်ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ပေးဖို့တောင်းဆိုပါရစေ။